အားလုံးမင်္ဂလာပါ ENG Blog Channel ကနေပြီးတော့ကြိုဆိုပါရစေဆိုတော့ဒီနေ့သင်ပြပေးမယ့်သင်ခန်းစာကတော့ verb to be plus noun ရဲ့ modal verb အခန်းဖြစ်ပါတယ်ဗောနော် modal verb အခန်းမှာ modal verb နဲ့ပဲစင်ကိုဖြစ်တဲ့ must must ဆိုတဲ့စကားလုံးကိုရှင်းပြမှာဖြစ်ပါတယ်ဗောနော် must must ကိုမူတည်ပြီးတော့ဘယ်လိုစကားတွေပြောလို့ရတယ်လဲသူကဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အကြောင်းအရာတစ်ခုကိုတေချာတယ်လို့ယူဆတယ်ဆိုလို့ရှိရင် must must ကိုအသုံးပြုရမှာဖြစ်ပါတယ်ဗောနော်သူ့မှာက verb to be plus noun ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗောနော်ဟော be တလုံးနောက်ကလိုက်ထည့်ပေးရမှာဖြစ်ပါတယ်verb to be plus noun ဖြစ်တဲ့အတွက်ဗောနော် must must be ဆိုပြီးတော့လိုက်ထည့်ပေးရမှာဖြစ်ပါတယ်သူကို sentence တိစောက်မယ်ဆိုလို့ရှိရင် subject plus must be plus noun အဲ့လိုမျိုးဖြစ်မှာဖြစ်ပါတယ်အငင်းဝတ်ကြဆိုရင်တော့ subject plus mustn't be plus noun နော် must not ပေါ့ဗျာ must not ကိုအတော်ဆိုရင် mustn't အဲ့လိုမျိုးပေါ့နော် question မေခွန်းဝတ်ကြတိစောက်မယ်ဆိုလို့ရှိရင် must ဟာ subject ရှိကိုလာမယ်ပြီးရင် must subject be plus noun အဲ့လိုမျိုးဖြစ်သွားမယ်နော်ဆိုတော့ရှေ့မှာလည်းသင်ခန်းစာတွေတေးသေးချာချာရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာဖောင်းရေးတော့မှာမဟုတ်ပါဘူးလို့နော်တကယ်လို့နားမလည်ဘူးဆိုလို့ရှိရင် comment အောက်မှာကိုနားမလည်တဲ့အပိုင်းတွေကိုရေးပေးခဲ့လို့ရပါတယ်ဗောနော်မှန်ပေးခဲ့လို့ရပါတယ်ပြန်ဖြည့်ရှင်းပေးပါမယ်ဗောနော်မေခွန်းအငင်းဝကြဗောနော်အငင်းမေခွန်းတိဆောက်မယ်ဆိုလို့ရှိရင်must not ကိုရှေ့ကိုပေါ်မယ်ဗောနော်အတူရှုံးရေးပြီးတော့ရှေ့ကိုပေါ်မယ်mustn't plus subject be plus noun အဲ့လိုမျိုးပြောရမယ် WH question လုံးမယ်ဆိုရင်တော့လာမေခွန်းရဲ့ရှေ့မှာ WH question ထည့်လိုက်ရင်ရပါပြီလို့ပေါ့နော်ဆိုတော့ဒီနေရာမှာ sentence တိဆောက်ကြည့်အောင်သူအဓိပ္ပာယ်ဘယ်လိုထွက်သွားမလဲဆိုတော့ I must be an office clerk နဲ့ပြန်သုံးပြမှာပေါ့နော် I must be an office clerk ကျွန်တော်ကတဲ့သူရဲ့အဓိပ္ပာယ်ကလေကျွန်တော်ကရုံးစရတရားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ပေါ့နော်အငင်းဝကြတိဆောက်မယ်ဆိုလို့ရှိရင် I mustn't be an office clerk ကျွန်တော်ကရုံးစရတရားဖြစ်ရမှာမဟုတ်ဘူးအဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ်မဖြစ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာသိချတာကမဖြစ်ကုန်မဖြစ်တာเนาะမဖြစ်လို့တဲ့ဆန္ဒအပြည့်ရှိရဖြစ်ဖို့အကြောင်းအရာလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးအရှင်နေမှာ I mustn't be an office clerk ဆိုပြီးတော့အသုံးပြုမှာဖြစ်ပါတယ်ဆိုတော့မေခွန်းဝကြတိဆောက်မယ်ဆိုလို့ရှိရင် must ရှေ့ကိုသွားမယ်ပြီးရင် I ပေါ့နော် subject ကိုရေးမယ် I will you တဲ့တလုံးလုံးပေါ့နော် subject ကိုရေးမယ်ပြီးရင် be ထည့်မယ်ပြီးရင် noun ကိုထည့်မယ်ဆိုတော့ဒီနေရာမှာ subject ကတယောက်တည်းမို့လို့ I must be an office clerk အဲ့လိုမျိုးအသုံးပြုရတာဖြစ်ပါတယ် subject အများဆိုရင်တော့ clerk နေရာမှာ s ပေါင်းထည့်ရမယ် nဆိုတဲ့ဟာတွေပြောင်းသွားမှာပေါ့နော် article ထည့်လို့မရဘူးပေါ့နော်must you be office clerks အဲ့လိုမျိုးပေါ့နော်ခင်ဗျားတို့ကရုံးစရတွေဖြစ်ကြမှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အငင်းမေခွန်းဝကြပေါ့နော်သူကိုအင်္ဂလိပ်လိုဆိုရင် negative question လို့ခေါ်ပါတယ်ပေါ့နော် negative question လို့ခေါ်ပါတယ် mustn't be an office clerk ကျွန်တော်ကရုံးစရတရားမဖြစ်ရမှာလားတနည်းအားဖြင့်မဖြစ်နိုင်ဘူးလားဆိုတဲ့သဘောဒါပေမဲ့ဒီနေရာမှာတေချာတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ပြောရမှာဖြစ်ပါတယ်ဆိုတော့ WH question လုံးမယ်ဆိုလို့ရှိရင်လာမေခွန်းရဲ့ရှေ့မှာကိုကြိုက်နိုင်တဲ့ WH question တစ်လုံးကိုထည့်မယ်ပေါ့နော် WH question အမျိုးအစားတွေကတော့ဒီနေရာနဲ့လိုက်လျောညီထွေပတ်သက်မှုရှိတဲ့ WH question တွေကိုရှစ်သင်ခန်းစာတစ်ခုမှာတည်ပံပြောပြခဲ့ပြီးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ WH question စကားလုံးတွေကိုကြက်ထားရမှာဖြစ်ပါတယ်ဆိုတော့ where must I be an office clerk ကျွန်တော်ကဘယ်နေရာမှာရုံးစရတယောက်ဖြစ်ရမှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့နေရာကိုမေးတာပေါ့နော်ဒီနေရာမှာတော့ဘသူဖြစ်ရမှာလဲဆိုလို့ရှိရင် who must be an office clerk who ဆိုတော့ဘသူပေါ့နော် who must be an office clerk ဘသူကရုံးစရတယောက်ဖြစ်ရမှာလဲအဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့တစ်ခေါက်လိုက်ဆိုကြည့်အောင် must be ဖြစ်ရမည်ဆိုတဲ့အဓိပ္ပာယ်နော်ဒီနေရာမှာကောင်းစီအနေနဲ့တော့ be ကိုမထည့်ဖြစ်ခဲ့ဘူးပေါ့နော် must be ဖြစ်ရမည်
သူရဲ့မုံပိုင်စကားလုံးကတော့ must တလုံးလေးပါနော်သူကို noun နဲ့တွဲရတဲ့အတွက် be ဆိုပြီးတော့ verb to be ထဲက verb to be အုပ်စုမလို့ be ဆိုပြီးတော့ခံပေးရတာဖြစ်တယ်ပေါ့နော်ဆိုတော့ must be ဖြစ်ကိုဖြစ်ရမည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် I must be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်ကိုဖြစ်ရမည်ဆိုတဲ့အဓိပ္ပာယ်ကျုံးသွားတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် I must be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်ကိုဖြစ်ရမယ် I must be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်ကိုဖြစ်ရမယ်ကျွန်တော်ကရုံးစည်းတရားဖြစ်ကိုဖြစ်ရမှာမဟုတ်ဘူးမဖြစ်ရဘူးဆိုလို့ရှိရင် I mustn't be an office clerk ကျွန်တော်ကရုံးစည်းတရားမဖြစ်ရဘူးမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်ရင်လည်းရတယ်ဒါပေမဲ့ဒီနေရာမှာတေချာတဲ့သဘောကိုဆိုလို့ရှင်းဖြစ်တယ်လို့မှတ်ထားပါ I mustn't be an office clerk I mustn't be an office clerk ဆိုတော့သူကမေးခွန်းဝကြဆိုရင် must I be an office clerk must I be an office clerk must I be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်မှာလားဖြစ်ရမှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အငြင်းမေးခွန်းစဉ်mustn't I be an office clerk mustn't I be an office clerk ကျွန်တော်ကရုံးစည်းတရားမဖြစ်ရဘူးလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ where must be an office clerk where must be an office clerk where must be an office clerk ကျွန်တော်ကဘယ်နေရာမှာရုံးစည်းတရားဖြစ်ရမလဲဖြစ်ရမှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် who must be an office clerk who must be an office clerk ဘသူကရုံးစည်းတရားဖြစ်မှာလဲဖြစ်ရမှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် must နဲ့ပတ်သက်ပြီးတော့ပြီးပြီပေါ့နော်တခြား WH question ကြိုက်နိုင်တဲ့ WH question တွေရှိရဆိုလို့ရှိရင်အဲ့ဒီ WH question ကိုလာမယ့်ခွင့်ရှိမှထည့်ပြီးတော့ sentence တိဆောက်ကြည့်လို့ရပါတယ်ပြီးရင် noun တွေကိုပြောင်းသုံးကြည့်ပေါ့နော် office clerk နေရာမှာတခြား farmer တော့เนาะ manager တော့အဲ့လိုမျိုးပေါ့နော်ပြောင်းသုံးကြည့်လို့ရတယ်ပေါ့နော် noun တွေကိုလည်းပဲအနေငယ်ပေးထားပြီးသားဖြစ်တယ်ပေါ့ဆိုတော့ out to ကိုကြည့်အောင် out to မှာကြတော့တင်းသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် out to ကကြတော့တင်းသည်တင်းတယ်เนาะဖြစ်တင်းတယ်မဖြစ်ဘူးเนาะအဲ့လိုမျိုးတင်းသည်ဆိုတဲ့ out to ကတင်းသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူ့ကို B နဲ့တွဲရင်ဖြစ်တင်းတယ်မဖြစ်တင်းဘူးသူနဲ့ဘာနဲ့သွားတူလဲဆိုလို့ရှိရင်sure နဲ့သွားတူတယ်ဗောနော် SHOULD sure တင်းသည်ဆိုတဲ့စကားလုံးနဲ့အတူတူပဲဖြစ်ပါတယ် sure နဲ့ပြောရင်ပြောမပြောရင် out to နဲ့ပြောလို့ရပါတယ်ဗောနော်အတူတူပါပဲလို့နော်ဒီနေရာမှာ I out to be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်သင့်တယ်ဆိုတဲ့အဓိပ္ပာယ် I oughtn't to be an office clerk I oughtn't to be an office clerk အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါအငြင်းဝကြဖြစ်ပါတယ်ကျွန်တော်ကရုံးစည်းတရားမဖြစ်ထိုက်ဘူးအဲ့လိုမျိုးပေါ့နော်မဖြစ်သင့်ဘူးမဖြစ်ထိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့ ought I to be an office clerk ကျွန်တော်ကရုံးစည်းတရားဖြစ်ထိုက်သလားဖြစ်သင့်သလားအဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ် oughtn't I to be an office clerk ကျွန်တော်ကရုံးစည်းတရားမဖြစ်သင့်ဘူးလားအဲ့လိုမျိုးပေါ့နော် where ought I to be an office clerk ကျွန်တော်ကဘယ်နေရာမှာရုံးစည်းတရားမဖြစ်သင့်ဘူးလဲဆိုတဲ့လေမေခွန်ဖြစ်ပါတယ် who ought to be an office clerk ဘသူကရုံးစည်းတရားဖြစ်သင့်တယ်လဲဒါမှမဟုတ်ရင်ဖြစ်ထိုက်တယ်လဲဆိုပြီးတော့ဘာသာပြန်လို့ရပါတယ် out to ကကြတော့ sure နဲ့အတူတူပါပဲလို့เนาะဒီနေရာမှာစကားလုံးလွဲသွားတာဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ရှင်းကတော့အတူတူပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်အကုန်နားလေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ် See you again next in the video bye bye